ပြန်ချင်တဲ့ငိမ့်ချမ်းဆုံးပဲအိမ်ပြန်ချင်တဲ့လွေထွေးဆုံးပဲအိမ်မရတဲ့ပြာရစွာတဲ့ယထာအော်တဲ့လေးမြကြရင်အိမ်ပြန်ချင်တဲ့စိတ်ကလေးတောင်မရဘူးမွန်ချတဲ့မျိုးပြဒီနေလို့စနေမှာစီမျောရင်တပီးသေးတဲ့ခီတကူဆုံးတရားပေါ်ကြိုးစားနေသူမှာယုတ်သားတဲ့ခြေလက်က